တန်ပညာကဘုရားခင်ရှေ့မှာမိမုံတိတ်တိတ်လေးဘုရားစကားနဲ့ဆိုတိတ်ပံခက်နောက်ကြတယ်လို့ပြောတဲ့အခါမှာတချို့အတွက်ရေစရာဖြစ်လေဒါကသစ္စာတရားလူတွေကတိတ်ပံကအရန်ကြီးမားတဲ့ပညာရဲ့လို့ဒါကတော့ဘုရားခင်ရှေ့မှာတိတ်တိတ်လေးဒါဘုရားပိတ်ထားတဲ့ဉာဏ်ပညာတစ်ခုပဲတိတ်တိတ်လေးအဲကြောင့်ဘုရားခင်ရဲ့စကားနဲ့တိတ်ပံပညာနဲ့ရှင်တဲ့အခါမှာတိတ်ပံကအမြဲတမ်းခက်နောက်ကြတယ်အခုတိတ်ပံပညာမလုတ်သေးတဲ့အရာတွေနောက်ဖြစ်လာမဲ့အရာတွေတမန်ကျမ်းစာထဲမှာကြိုပြီးပြောထားပြီးသားနောက်ကျရင်တိတ်ပံကလှုပ်လိုက်မယ်ဟောဆိုတော့မဖြစ်ခင်ကတည်းကဒီတမန်ကျမ်းစာထဲမှာဘုရားကြိုပြောထားပြီးသားအဲတိတ်ပံကအမြဲခက်နောက်ကြတယ်နောက်တစ်ခုတိတ်ပံကအားနေချက်ဘုရားသခင်ကလူကိုဖန်ဆင်းတဲ့အခါမှာမြေမုံကိုယူမိပုံသဏ္ဍာန်နဲ့ညီဖန်ဆင်းတဲ့ဇီဝအသက်ကိုမှုတ်သွင်းတယ်လူကဘုရားရဲ့အမျိုးအနွယ်ဖြစ်တဲ့ဘုရားသဏ္ဍာန်နဲ့ဖန်ဆင်းထားတယ်လို့ပြောတယ်ဒါပေမဲ့တိတ်ပံအယူအဆကအားလုံးတော့မဟုတ်ဘုရားသခင်ကိုယုံကြည်တဲ့တိတ်ပံတွေရှိတယ်တိတ်ပံပညာတိုင်းကတိတ်ပံပညာရှင်တိုင်းကဘုရားမဲ့မဟုတ်ဘူးနော်ဘုရားသခင်ကိုယုံကြည်တဲ့တိတ်ပံပညာရှင်တွေအများကြီးပဲသူကလက်ခံတယ်လုံးဝအထောက်ထားနေနဲ့ဒါဘုရားပြောတဲ့စကားမှန်တယ်ဒါပေမဲ့ဘုရားသခင်ကိုမယုံကြည်တဲ့တိတ်ပံပညာရှင်ကတော့လူကမြောက်ကနေဆင်းသက်လာတယ်ဆိုပြီးတော့ယူဆအဲ့တိတ်ပံပညာအားလုံးမမှန်ဘူးတချို့ဟာတွေမှန်တယ်အကုန်မမှန်ဘူးဟုတ်ကောင်းမကောင်းမုတ်တာမမှန်တဲ့အရာတွေလည်းပါနေတယ်အဲ့တော့တိတ်ပံပညာမှာအပြောင်းလဲတွေရှိတယ်ဟောတချင်တော့ငါတို့ဒီလိုပဲတွက်ဆခဲ့တယ်ဒါပေမဲ့ဒီနေ့ကာလအဲ့လိုမဟုတ်ဘူးဆိုပြီးတော့တိတ်ပံကပြန်ပြီးပြောင်းရတာရှိတယ်နော်ဆိုတော့လူဒီသူကမြောက်ကနေဆင်းသက်တယ်လုံးဝဒါမှားရွံ့တဲ့အရာကြီးဖြစ်တယ်ဘာကြောင့်လဲဆိုရင်တိရစ္ဆာန်တွေကိုဘုရားအရင်ဖန်ဆင်းတာတိရစ္ဆာန်ကတိရစ္ဆာန်လူကလူမတူပါဘူး။အဲ့တော့တက်တွေလည်းသူတို့ရှာပြီးလူရဲ့အထက်တိရစ္ဆာန်နဲ့လူနဲ့ကြီးမားတဲ့ကွာခြားချက်ကဘာလဲလူအထဲမှာဝိညာဉ်ရှိတယ်ဘုရားရဲ့တဏ္ဍာရှိတယ်ဘုရားရဲ့ဇီဝအသက်တိရစ္ဆာန်ထဲမှာမရှိဘူးတိရစ္ဆာန်တွေကသွေးသားအသက်နဲ့အသက်ရှင်တယ်သူကနေတိုင်းစားမယ်တောက်မယ်ဒါပဲသူတို့ကိလေသာအဲ့ဒါမှပြောမယ်ဒါပဲဒါပေမဲ့လူမှာကျတော့ဝိညာဉ်ရှိတယ်ဒါပေမဲ့တချို့လူတွေကဒါဝိညာဉ်မှာကြာစင်တေဆုံးနေတဲ့အတွက်ကြောင့်မလို့ဝိညာဉ်ကအလုံးမလုံးဖ ਨੇ လူတွေကလည်းဘာနဲ့တူလဲတိရစ္ဆာန်နဲ့တူတော့သွေးသားအသက်အဲ့ကြောင့်ခန္ဓာမြင်နေရတဲ့ခန္ဓာသွေးသားအသက်ကတိရစ္ဆာန်အသက်နဲ့တူတယ်ဗျအဲ့ဒါလိုမျိုးပေါ့နော်ဒါပေမဲ့ဝိညာဉ်မှာဟွာဒါတော့လူကဉာဏ်ပညာအရာမှာဒီလောကကြီးထဲမှာတိရစ္ဆာန်အားလုံးထက်တာတယ်ဘာကြောင့်လဲဆိုဘုရားသခင်ကအုပ်ဆိုးခြင်းအာဏာစက်ဉာဏ်ပညာတွေပေးထားတော့ကြောင့်ဖြစ်ပါတယ်အဲ့ကြောင့်လူဟာလူပဲဒီအရာမှာတိတ်ပံကအရန်မှားတယ်ပေါ့နော်တချို့ကနောက်တစ်ခုဖန်ဆင်းတဲ့အခါမှာကျွန်တော်ရှစ်ဗီဒီယိုပိုင်းမှာလည်းပြောပြီးသွားပြီကဘာကြီးကအပြာကြီးဖြစ်တယ်ဆိုပြီးတော့ဘယ်ကနေဘယ်လိုကြားလဲစံစာလည်းစံစာထဲမှာပြောထားတယ်အဲ့ဒါပြင်လည်းမပြင်စံစာကပြင်လို့မရအောင်တချို့စကလုံးလေးတွေကိုနားမလည်လို့အတိတ်ပဲပေါ်မြင်အောင်လို့ဒါပြန်ပြီး update လုပ်တာရှိကောင်းရှိလိမ့်မယ်စံစာကိုဒါပေမဲ့စံစာကပြင်လို့မရကဘာကြီးအပြားကြီးလို့မပြောထားဘူးပေါ့နော်အကယ်၍ပြောခဲ့သူရှိတော့အဲ့ဒီလူရဲ့မာယွန်ချက်တချို့ပုတ်ရဟန်းနေအဲ့လိုမျိုးပေါ့နော်ဥစားနဲ့ပြောခဲ့မိတယ်ဆိုလားဒီကတော့ကျန်းစာလည်းမှာကဘာကြီးကအပြားကြီးပါလို့မပြောဘူးဒါကမာယွန်တဲ့အရာဖြစ်တယ်